ဆရာနာမည်ကတော့ဥပ္ပူအောင်ဖြစ်ပါတယ်ပထမဆုံးစဖွဲ့တဲ့အမျိုးသမီးအသင်းမှာနေပြကျုပ်အဖြစ်လုပ်ခွင့်ရတဲ့အတွက်လည်းဝမ်းသာပီတိဖြစ်ရပါတယ်အခုဒီ women အသင်းကိုစ join ပေးခဲ့တာကတော့ဒီအသင်းကပိုင်ရှင်တွေလည်းအပြောင်းလဲလှုပ်ထားတယ်တကယ်လဲလှုပ်နေရလဲမြင်တွေ့နေရတယ်ပေါ့နော်အခုအမျိုးသမီးအသင်းကလည်းအမျိုးသမီးအသင်းကိုလည်းအခုပထမဆုံးစဝင်မယ်ဆိုတဲ့အချိန်မှာအခုအသင်းပိုင်ရှင်တွေယုံကြည်နဲ့ကမ်းလှမ်းတဲ့အတွက်အခု join ဖြစ်သွားတာဝမ်းလည်းဝမ်းသာတယ်စိတ်လည်းစိတ်လှုပ်ရှားမိတယ်ပေါ့နော်ကလပ်အသင်းနဲ့ပြည်သက်တွေကြားမှာလည်းတထက်တည်းအမြဲတမ်းရှိနေတဲ့အသင်းအမျိုးသမီးအသင်းကတော့ပထမဆုံးစဖွဲ့စည်းတာဆိုတော့အများကြီးလုပ်အောင်မယ်အများကြီးစူးစမ်းအောင်မယ်အသင်းကတဦးတစ်ယောက်တည်းမဖြစ်တဲ့ organize ဖြစ်အောင်အသင်းသားတွေ organize ဖြစ်အောင်နဲ့တပွဲချင်းတပွဲပူကောင်းအောင်စူးစမ်းဆောင်သွားတယ်အခုကတော့မျိုးသမီးအသင်းကရန်နာဘုံမျိုးသမီးအသင်းကပထမဆုံးဖွဲ့စည်းတဲ့အသင်းလည်းဖြစ်တယ်ပေါ့နော်အသစ်တွေနဲ့စားရတာဖြစ်တော့လည်းနည်းနည်းလေးတော့ခက်ခဲတော့ရှိမယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ဘောလုံးရတာပေးနိုင်တဲ့အသင်းတစ်သင်းဖြစ်အောင် aggressive ဖြစ်ပြီးအင်တရားတဲ့ကစားနိုင်တဲ့အသင်းဖြစ်အောင်ကြိုးစားပြီးလုပ်ဆောင်ကျွန်တော်အနေနဲ့ကတော့ရန်နာဘုံပြည်သက်တွေပေါ့နော် fan တွေကိုမျိုးသမီးအသင်းရန်နာဘုံမျိုးသမီးအသင်းအခုမှပထမဆုံးအသစ်တွေနဲ့စတင်ဖွဲ့စည်းတဲ့ဖြစ်တဲ့အတွက်စိတ်ရှည်ရှည်နဲ့အားပေးကြပါလို့ပြောချင်ပါတယ်